ပြိုင်နဲ့ယောက်ျား3 4ယောက်ထားတဲ့ main ကလေးကိုဗာပြောချင်တယ်တဲ့ congratulation လို့ပြောချင်တာပေါ့ဘာလို့လဲဆိုတော့ယောက်ျားလေးတွေဒီအကုန်လုံးပြောတာမဟုတ်ဘူးเนาะအများစုကကျမတို့ main ကလေးတွေကိုစိတ်ဒုက္ခရအမျိုးမျိုးပေးလွန်းလို့သူတို့လည်းပြန်ခံကြပါစေအောင်ဆိုတဲ့စေတနာကြီးနဲ့ပေါ့နော်စတာပါ3 4ယောက်ပြိုင်ပြီးထားပြီဆိုကြတဲ့ကဒီထားတဲ့လူအနေနဲ့ကလည်းဒါဟောပေါ့နော်အပျော်ပဲအဲ့တော့တစ်ဖက်ကလူတွေကလည်းသူ့လူပဲအပျော်ပဲဆိုရင်ကိစ္စမရှိဘူးချစ်ကြမယ်ပျော်ကြမယ်ပြက်ကြမယ်အော်ပျော်စရာကြီးနော်အဲ့လိုမှမဟုတ်ဘဲနဲ့တစ်ဖက်ကကို့ပေါ်နက်နှစ်ကချစ်မိတဲ့လူမျိုးတွေဆိုရင်ကျမတို့လူကောင်းပဲဟုတ်နိုင်မှာတော့လေနော်သူများပေါ်မှာကိုချင်းမဆာမနာတဲ့လူတွေဖြစ်ကုန်ကြမှာပေါ့အဲ့တော့3 4ယောက်ပြိုင်ထားတာယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်လူကောင်းလို့မတတ်မှတ်နိုင်ပါဘူး3 4ယောက်ပြိုင်ထားတဲ့ main ကလေးတွေကိုလည်းမိန်းမကောင်းလို့ကျမမမြင်ပေးနိုင်ပါဘူးရှင်အဆဆအရာရာဖောက်ပြန်ဖို့လွယ်ကူလွန်းတဲ့အခုလိုခေတ်ကြီးမှာတဲ့ရှေ့သွားလို့နောက်ဖြောင်းရတဲ့လက်တစုံရှိနေခြင်းကဖျားပေးတဲ့ဆုလက်ပါပဲတဲ့ဒီစာလေးကိုဖတ်မိရလေးရလေနော်အင်မတန်တန်ဖိုးရှိပါတယ်ကိုယ့်ရဲ့ relationship မှာကိုယ့်ကိုဒီလိုမျိုးအရာရာ take care လုပ်ပေးနေတဲ့လူရှိရဲဆိုတာကလေဒါကိုယ့်ရဲ့ကံကောင်းခြင်းပဲအချစ်ဆိုတာကိုချင်းစာတရားရဲ့အကောင်းမြင်စိတ်ကလေးရှိရပါမယ်တဲ့ကိုယ့်ကို तू ကတဝင်းနေတိုးနေတယ်ဆိုရင်လေဟာငါ့ကိုချုပ်ချယ်တာပဲလို့မမြင်မင်းနဲ့ငါအရန်ချစ်ခံနေရပါလားနော်ကိုယ်ဘယ်သွားနေရဘာလုပ်နေရလဲဆိုရင်လေဒါလည်းငါ့ကိုချုပ်ချယ်နေတာမဟုတ်ဘူးငါဂရုစိုက်ခံနေရတာလူတစ်ယောက်ကလူတစ်ယောက်ကိုအချိန်ပြည့်ချစ်ပေးနိုင်မှုဆိုတာလွယ်မှမလွယ်တာမွန်းချက်တယ်လို့မမြင်ပါနဲ့နော်ကိုယ့်ဘဝကြီးမှာအမြဲတမ်းကိုယ့်အတွက်ဖော်မွန်တစ်ယောက်နေနဲ့ရှိမဲ့လူတစ်ယောက်ရှိနေတယ်ကိုယ့်အတွက်အချိန်ပြည့်လူတစ်ယောက်ကိုယ့်အတွက်အမြဲတမ်း ready ဖြစ်နေတဲ့လူတစ်ယောက်ရှိနေတယ်ဆိုတာဘလောက်တောင်ကံကောင်းလိုက်လဲပေါ့နော်ဒါလေးကိုကျမတို့ပြောင်းပြီးမြင်ဖို့လိုအပ်ပါတယ်ပေါ့ကိုယ့်ကိုအရင်ချစ်တယ်လူရှိရင်တန်မှုထားပြီးပါလို့ဖောက်ပြန်တဲ့လူတွေကနောင်တရလေးရှိကြလားတဲ့ဆိုတော့တရားမှာဒါမှမဟုတ်1000မှာ1ယောက်လောက်ကတော့နောင်တရနိုင်မယ်လို့ထင်ပါတယ်အများစုကတော့နောင်တရမှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ဖောက်ပြန်နေဆိုတာကသူများတိုက်တွန်းလို့မဟုတ်ဘဲနဲ့ကိုယ်ตายရလို့ကိုပျော်လို့ကိုခြေနဲ့လို့လောက်ကြတာကြီးပဲလေနော်တခုတော့ရှိတယ်နောက်ဆက်တွဲပြဿနာတွေပေါ့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပြဿနာတွေသမီးစားချင်းပြဿနာတွေမိဘဆွေမျိုးသားချင်းရဲ့အဆက်သိက္ခာတွေနောက်ကိုယ်တိုင်ရဲ့တိတ်ခါတရားပေါ့နော်လူတွေကကိုယ့်ကိုတန်ဖိုးထားကြတဲ့အခါမှာငါဒီလူကြီးဖြစ်ရှင်တန်ရတာရှက်လာတယ်ဆိုတဲ့စိတ်မျိုးတွေအဲ့ဒါတွေနဲ့တော့သူတို့ကဒီကောင်းတဲ့ဘက်ကိုရအောင်ပြန်ပြီးကြိုးစားကြတာပေါ့အဲ့ဒါကိုနောင်တရတယ်လို့ပဲပြောမလားဒါမှမဟုတ်ရင်လူကောင်းဖြစ်အောင်ပြန်ကြိုးစားနေထိုင်ခြင်းလားပေါ့နော်ဒါတော့ရှိမှာပေါ့နောင်တရလားဆိုတဲ့ခေါင်းစဉ်အောက်ကနေအဖြေပြန်ဖြေရမယ်ဆိုရင်တော့နောင်တရလိမရှိကြပါဘူးပေါ့နော်အဲ့ဒါကြောင့်လဲသူတို့တဖြည်းဖြည်းနဲ့ထပ်ပြီးတော့နောက်တစ်ချိန်မှာပြန်ပြီးဖောက်ပြန်လိုက်ပြန်ပြီးတော့မှားပါပြီလှုပ်လိုက်ပေါ့တကယ်တော့နောင်တတကယ်မရနိုင်လို့ပေါ့ဘာလို့လဲဆိုတော့ပျော်တာကိုအစောပိုင်းကာလတွေကဘယ်သူမှဆိုရင်းနေခုံနေရင်းနေတုံနေအဲ့ချိန်မှာပျော်ကြတာဆိုတော့လीနော်အဲ့တော့ကိုတိတ်ခါကိုထိန်းတဲ့လူတွေကပဲဒီလမ်းကိုဆက်မလျှောက်ကြတာပါလို့ကိုယ်သစ္စာဖောက်ပြီးတော့မှနောက်ထပ်တစ်ယောက်ကိုအပျော်သွားရှာတာလားဒါမှမဟုတ်ဟိုဘက်ကိုသစ္စာဖောက်ပြီးတော့မှကိုကအပျော်ရှာခံရတဲ့လူလားအခုကလေအဲ့လိုမျိုးတွေအများကြီးတွေ့နေရတာအရင်တော့ကတော့ကျမတို့တွေကပေါ့နော်ကိုနဲ့တွဲလာတာဘယ်နဲ့အကြတဲ့ချိန်မှာ तू ကနောက်ထပ်တစ်ယောက်ကိုသစ္စာဖောက်သွားပြီးတော့မှအပြင်မှာပျော်သွားရှာတယ်ကျမတို့ဘယ်လိုခံစားရလဲဒါတွေကိုပဲကျမတို့ပြောနေကြတာဟိုဘက်တချမ်းမှာလေအဲ့လိုခံနေရတဲ့လူတွေအများကြီးပေါ့နော်ရေးစားရှိရဲ့အိမ်အောင်ရှိရဲ့နဲ့တိရက်နဲ့ဝင်တိုးနေတဲ့လူတွေကိုပြောတာမဟုတ်ဘူးနော်တချို့ကတကယ်ကိုမသိတာယောက်ျားတွေကအဲ့နေမှာပြပြကြီးအရန်ကြီးကိုလိန်နိုင်တယ်တချို့ကသူတို့ first year anniversary တွေပါတယ်နော်လောက်တော့မယ်ဆိုတဲ့ခါကျမှအရင်ရေးစားဟောင်းတွေက4-5နှစ် relationship တွေပါတယ်ရှိပြီးသားအဲ့လိုဖြစ်နေတာသူတို့မှလည်းခံရတယ်အဲ့ကြမှာကိုကအပျော်ရှာခံရတဲ့လူပါလားလို့သိတော့ပို့ဆိုးတာပေါ့အဲ့ဒီစိတ်ကြီးကပို့ဆိုးတာပေါ့ဒါကြောင့်လေကိုကိုလာကြိုက်ပြီးဟေးဆိုတာနဲ့သူ့ရဲ့ရှေ့เจ้าနေနောက်เจ้าနေဘေးเจ้าနေအလဲเจ้าနေအကုန်လုံးကိုသိအောင်စူးစမ်းပြီးတော့မှလက်ခံတာကောင်းပါလေလို့သတိထားကြပါအောင်လို့နော်အချစ်က official ချပြတာနဲ့ဆိုင်လားတဲ့ဆိုတော့ official ချပြတယ်ဆိုတဲ့ဟာကအနေထားနှစ်ဖက်ကိုပြန်ကြည့်လို့ရတယ်ပေါ့နော်ကိုယ့်ဘက်ကိုအရင်ကြည့်မယ်ကိုကတကယ်အတီတွဲမှာလား
အတီတွဲမယ်ဆိုရင်တော့ချပြမှာတေးကြတယ်ဒါမင်းနေစရာအောင်မလို့ဘာကြောင့်လဲဆိုကိုလူကိုတန်မိုးထားတယ်လေကိုလူကကြောင်ထိုးထားစရာမဟုတ်ဘူးအဲ့ဒီအတွက်ကိုကချပြမိနေမှာပဲကိုကအဲ့လိုမှမဟုတ်ပဲကိုကအပျော်လေးတွဲတယ်ဘာညာဆိုရင်ကိုဘက်ကလည်းချပပြချင်အောင်ဒါတခုနောက်သူ့ဘက်မှာလည်းအခြေအနေနှစ်ခုရှိတယ်တချို့က official ချပြပါလို့ပြောတယ်အဲ့ဒီအခြေအနေမှာမှ तू ကမန်းတက်တိုင်တက်ပြချင်နေတဲ့လူတွေငါဆိုပဲလုပ်ပြချင်နေတဲ့လူတွေသူတို့ကအဲ့လို official ချခိုင်းတာလားဒါမှမဟုတ်တချို့ကကြတော့ကိုယ့်ကိုတန်ဖိုးထားတယ်လေကိုကနောက်ွယ်မှာမြုပ်နေရမယ်လို့မဟုတ်ဘူးကို့ကိုချစ်ရင်ပတ်ဝန်းကျင်မှာလည်းကို့ကိုတီတန်းတွဲရရမယ်ဒါမျိုးကတန်ဖိုးသူထားတဲ့လူပေါ့နော်ဒါကြောင့်မလို့နှစ်ဦးနှစ်ဖက်စလုံးအဲ့ဒီစကားတွေကသက်ဆိုင်ပါတယ် official ချပြတိုင်းလည်းအချစ်စစ်မဟုတ်တလို့ official မချပြတာလည်းအချစ်စစ်လို့ကျွန်မမမြင်ပါဘူးရှင်